လူသားတွေကဘာကြောင့်စကြဝဠာကိုသမုဒ္ဒရာထက်စူးစမ်းလေးလာမှုပိုများလဲစကြဝဠာနဲ့သမုဒ္ဒရာနဲ့ကြီးတွေကိုစူးစမ်းလေးလာရမှာသမုဒ္ဒရာတွေကိုလေးလာတာကပိုခက်ခဲပြီးတော့စိန်ခေါ်မှုများစွာရှိနေပါတယ်နံပါတ်1ဘာကြောင့်သမုဒ္ဒရာနဲ့ကစူးစမ်းရပိုခက်ခဲတာလဲဖိအားမြင့်မာခြင်းပင်လယ်နက်ရဲ့အနက်ဆုံးနေရာမာရီယာနာထရန့်ချေလန်ချာတိတ်မှာရေထုဖိအားကတန်1000ကျော်စတူယန်လမ်းမှာကမ္ဘာမျက်နှာပြင်ထက်အဆ1000ကျော်ရှိပြီးအဲ့ဒီဖိအားကိုခံနိုင်ရည်ရှိတဲ့စက်ပစ္စည်းတွေတိစောက်ဖို့အတွက်အလွန်ခဲယဉ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဥပမာ2023ခုနှစ်က Titan ရှင်ငုတ်သင်္ဘောမအောင်မြင်ခဲ့ရတဲ့အကြောင်းရင်းမှာ Impeload ဆိုတဲ့ဖိအားကြောင့်ဖြစ်ပါတယ်အလင်းရောင်နဲ့ဆက်သွယ်ရေးကန့်သတ်ချက်ပင်လယ်နက်ပိုင်းထဲထိနေရောင်ခြည်တွေမရောက်နိုင်တာကြောင့်ဆိုနာအတန်လှိုင်းနဲ့ရေဒီယိုလှိုင်းတွေကိုသာအသုံးပြုရပါတယ်။ဒီချိန်မှာ GPS ကလည်းအလုံးမလုံးနိုင်ပါဘူး။အပူချိန်နဲ့ဓာတုပစ္စည်းများ Hydrothermal vents ရေပူထွက်တဲ့နေရာမှာအပူချိန်400ဒီဂရီဆယ်စီယပ်950 Fahrenheit ထိရှိပြီး acid ဓာတ်ပါတဲ့ရေတွေကစက်ကရိယာတွေကိုပုံမှုပြည့်စည်စေနိုင်ပါတယ်။နံပါတ်2ဘာကြောင့်လူသားတွေကအာကာသကိုဦးစားပေးပြီးတော့စူးစမ်းကြလဲ။ဤပညာဆိုင်ရာစိန်ခေါ်မှုနဲ့ချင်းအာကာသရင်းကလေထုဖိအားကရေထုဖိအားလောက်မပြင်းထန်တဲ့အတွက်ဖြစ်ပါတယ်။ဥပမာအာကာသတွင်ရှိ PR1 atmosphere ကကမ္ဘာမျက်နှာပြင်နဲ့အတူတူသာရှိပါတယ်။စီးပွားရေးနဲ့နိုင်ငံတကာပြန်ဆိုင်မှုအာကာသစူးစမ်းရေးမှာဂျူရုတွေအာကာသခရီးစဉ်သတင်းအချက်အလက်စတဲ့အကျိုးမြတ်များစွာရှိပြီးပင်လယ်နက်ထက်ရင်းနှီးမြှုပ်နှံမှုပုံမထိုက်တန်ပါတယ်။အာကာသသည်မျှော်မှန်းချက်ကြီးခြင်းလူသားတို့ရဲ့အနာဂတ်မှာကမ္ဘာပြင်ပဂျိုများတွင်အခြေချနေထိုင်ရန်ရည်မှန်းချက်ထားခြင်းကြောင့်အာကာသကိုပုံမအာရုံစိုက်ကြတာဖြစ်ပါတယ်။နံပါတ်3ပင်လယ်နက်ရဲ့အန္တရာယ်အရှိဆုံးနေရာများမာရီယာနာထရန့်အနက်1984မီတာ3600ပေထိနက်ပြီးဖိအားကြောင့်မြည်သည့်လူသားမှမရောက်ဘူးသေးပါ။ထူးဆန်းသောသက်ရှိများဥပမာ snakefish, giant FM pods များနေထိုင်ပါတယ်။ဘာမြူရာ triangle လေယာဉ်နဲ့သင်္ဘောများပျောက်ဆုံးမှုများဖြင့်ကြော်ကြားပေမဲ့သိပ္ပံနည်းကျအထောက်အထားအတော်နှဲပါသေးတယ်။ Hydrothermal vents သမုဒ္ဒရာကျမ်းမြေမှမီးတောင်များဆာလဖာနဲ့သတ္တုဓာတ်များပါဝင်သောရေပူများထွက်ရှိပြီးလူသားများအတွက်တော့အဆိပ်ဖြစ်စေနိုင်ပါတယ်။သမုဒ္ဒရာအာကာသထက်စူးစမ်းရန်ပိုပြီးတော့ခက်ခဲပေမဲ့လူသားတို့အတွက်မသိရသေးတဲ့ဇီဝမျိုးစိတ်များတဘာဝသယံဇာတများနဲ့ကမ္ဘာသမိုင်းဆိုင်ရာအဖြစ်များကိုပိုင်ဆိုင်ထားလျက်ရှိပါတယ်။နည်းပညာတိုးတက်လာပါကပင်လယ်နက်ကိုပုံမနက်နက်ရှိုင်းရှိုင်းလေးလာနိုင်ပါလိမ့်မယ်။